မင်္ဂလာပါမိခိုးလေးတစ်ခုမြင်မြန်ထားတာပါစနီးဖြစ်သူကိုပေါင်းတင်ဖို့အချင်းချင်းစူးစမ်းခဲ့တဲ့နောက်ဆက်တဲ့တတိပေးနေတယ်ဆိုပေမဲ့လည်းအဲ့ဒီယောက်ျားလေးကဆက်လက်ဆောင်ရွက်နေတယ်ဆိုလို့ရှင်သူ့ကိုဥပဒေနဲ့အညီဘယ်လိုဆောင်ရွက်ပေးသွားမလဲဆိုတဲ့အကြောင်းကိုမြင်မြန်ထားတာပဲဖြစ်ပါတယ်ဒီရဲ့မိကုန်းကိုဥပဒေအရဘယ်လိုဆောင်ရွက်ရမလဲဆိုတော့အသေးစိတ်ပြောပြတော့မှာပါနံပါတ်1အချက်အဲ့ဒီယောက်ျားကလိုင်းအောင်နောက်ဆက်နေတာကိုတက်တည်အနေနဲ့တက်တည်အထောက်အထားတွေကခိုင်လုံရှိလားဥပမာကိုယ်တိုင်မြင်ထားလားဒါမှမဟုတ်တပ်ပုံတွေဘာတွေရှိထားလားသူတို့ကဘယ်လိုပေါင်းတင်းနေလဲဘယ်လိုတွေဆက်ဆက်နေကြလို့ဒီလိုမျိုးပြောနိုင်လဲနေ့အချက်အချင်းချင်းတတိပေးနေပေမဲ့သူတို့ဆောင်ရွက်နေတယ်ဆိုလို့ဆက်လက်ဆောင်ရွက်နေတယ်ဆက်လက်ပြီးတော့လာရောက်နောက်ဆက်နေတယ်ဆိုလို့ရှင်တော့လောက်ဆောင်ရမယ်ဥပဒေအရလောက်ဆောင်ရမယ်အချက်ကတော့ရှင်းနေရှင်းရမြဆောင်ရွက်ပြီးတဲ့အကြောင်းကြားတတိပေးစာ notice လို့ခေါ်တဲ့ notice စာကိုအဲ့ဒီရဲ့လာရောက်နောက်ဆက်တဲ့လူကိုပေးဖို့ရမှာပဲဖြစ်ပါတယ်အဲ့လိုပေးဖို့လိုက်ခြင်းအပြင်သူ့ကိုတတိပေးလိုက်တာဖြစ်တဲ့အတွက်သူကဆက်လက်ပြီးတော့လာရောက်ဆောင်ရွက်နေတယ်ဆိုလို့ရှိရင်တော့ဥပဒေအရထပ်မံပြီးတော့ဆောင်ရွက်ရမယ့်အကြောင်းအရာတွေကလည်းရှိနေပါတယ်ဒါကြောင့်မလို့ပထမဆုံးအနေနဲ့တတိပေးစာ notice စာပို့ပေးရမှာလို့ဒီညကနေဖြေချပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဥပဒေအခွင့်အရေးဆိုတာလူတိုင်းအတွက်ပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်